ကြောင်းဝေးဆရာတော်တည်းသုံးရန်ရီဘူးစမ်းစီရွာဒီကမပေါင်းတို့မှာမြောက်ဒီမျိုးတို့ရကြောင်းဆရာတော်အကမဟာပန်မိတာဗဒ္ဒန္တသဒ္ဒတိရိမဟာမချီမြဲဤချမ်းပါပေပြီးလျှောက်ခါဆရာတော်ဘုရားကခွင့်ပြုချက်ရာ1369ခုနှစ်တွင်ကစုံလာပြီးနေမှာပဲဆရာတော်ကိုဝိကြအရှင်သူမြတ်သည်ကြွားရောက်တာအင်းကြီးချမ်းသာစံတိရာရေဘူးဖျားကြောင့်ဝေတိတုံတော်ရာတို့ကူတော်တိုင်းကူကျူးမဖန်အများကျူအတွက်တာဦးဆောင်လန်းကြကပရိယတိပရိပတိပရိဝေရဆုံးလင်းတော်မြစ်တာပန်းပင်လေးညာစိုက်ကျူးခဲ့လေဦးရေမှုဆိုလေမမပါတီသူပြုစုတဲ့ပင်လေးများကတန်လာပြီဆရာတော်ရဲ့ပီတိအပြုံးနဲ့မြတ်တာတတ်ကြောင်းစီကအောင်မြည်တူတက်လာလေပြီရွာသူရွာသားများရဲ့စီလုံးညီညွတ်မှုကြောင့်အိမ်ငိမ့်လာတဲ့ဒီရွာအေးချမ်းလာတဲ့ဒီရွာတာယာလာတဲ့ဒီရွာရေဘူးရွာရေဘူးရွာရေဘူးစမ်းစီရွာမြောက်ရီမြို့နယ်ရေဘူးစံတီရွာအင်းကြီးချမ်းသာစံတီရာရေဘူးဖျားကြောင်းဝေးဆရာတော်တည်းသုံးရန်ရေဘူးစံတီရွာဒီကမပေါင်းတို့မှာမြောက်ရီမြို့တို့ရကြောင်းဆရာတော်အကမဟာပန်မိတာဗဒ္ဒန္တသန္ဒတိရိမဟာမချီမြဲဤချမ်းပါပေပြီးလျှောက်တာဆရာတော်ဘုရားခွင့်ပြုချက်ရာ1369ခုနှစ်တွင်ကစုံလာပြီးနေမှာပဲဆရာတော်ကိုဝိကြအရှင်သူမြတ်သည်ကြွားရောက်တာအင်းကြီးချမ်းသာစံတိရာရေဘူးဖျားကြောင့်ဝေးပြီးသုံးတော့ဆရာတော်ကူတော်တိုင်းကူကျူးမဖန်အများကျူအတွက်တာဦးဆောင်လန်းပြကပရိယတိပရိပတိပရာဟိတဆုံးလင်းသွားမြစ်တာပန်းပင်လေးညာစိုက်ကျူးခဲ့လေဦးရေမှုဆိုလေမမပါတီသူပြုစုတဲ့ပင်လေးများကရှင်တန်လာပြီဆရာတော်ရဲ့
ရွာသားများရဲ့စီလုံးညီညွတ်မှုကြောင့်အေးငိမ်လာတဲ့ဒီရွာအေးချမ်းလာတဲ့ဒီရွာတာယာလာတဲ့ဒီရွာရေဘူးရွာရေဘူးရွာရေဘူးစမ်း